ရွှေသမင်မျက်လုံးလေးဆိုင်ကိုလေးသူပြုံးနေနှုတ်ဆက်ကာရဲ့ခွဲသွားမဲ့သူဘယ်လိုဝကြွေးများရှိလာတဲ့တို့ဦးသာအခုမှတွေ့ကြကရဲ့ခွဲသွားရွှေသမင်မျက်လုံးလေးဆိုင်ကိုလေးသူပြုံးနေနှုတ်ဆက်ကာရဲ့ခွဲသွားမဲ့သူဘယ်လိုဝကြွေးများရှိလာတဲ့တို့ဦးသာအခုမှတွေ့ကြကရဲ့ခွဲသွားစိတ်ထဲမှာလေးတကယ်ခံစားရဖို့ကွယ်မခွဲစုဘူးသူတွေမိုးလာစေအားငယ်နမ်းရဲ့အဝေးရောက်သွားရဲ့မမေ့နဲ့ဒီတစ်ခါနောက်ဆုံးလားနှုံးရပေးနှုံးနာရှမ်းစကားတွေနဲ့နှုတ်ဆက်ချတယ်ဘယ်လိုဝကြွေးများရှိလာတဲ့တို့ဦးသာအခုမှတွေ့ကြကရဲ့ခွဲသွားအခုမှတွေ့ကြကရဲ့ခွဲသွား